ဟုတ်ကဲ့ကျင်းပ်ပြီဆိုတော့တခြင်းကိုဆိုပြချင်ပါတယ်အားလုံးပဲနားဆင်ပေးကြပါလို့ဆော့ခွဲနည်းနည်းပြောင်းမယ်နော်မြင်မြဝန်းရဲ့ကြည်တွေထဲငါရင်ခုလုံးဆွဲငင်ယူသွားတယ်နေရာငါရဲ့အနတ်သမီးပါကျင်နာချင်းတွေနဲ့ကိုမြဝန်းရဲ့ကြည်တွေကိုချစ်သူလေးရဲ့မင်းလေးနာလဲစီငါရင်ထဲမှာမင်းကိုပဲချစ်လို့သွားမယ်သက်ဆုံးထပ်တီဝဲတံပိုးထားနေရင်နဲ့စာနာခြင်းတွေနဲ့ကိုရဲ့ချစ်တွေကိုမင်းလေးဘက်ကပြန်ပြီးတုံးပြန်ရင်ချိန်နေပြီမြင်မြဝန်းနဲ့မုံများရောမစိုးထိန်မိတယ်ပြုံးရွှင်နေတဲ့မိရဲ့မျက်နှာချိန်တိုင်းမြင်ချင်တာနင်ကြည်နေဖို့ပမ်စုပိစချနေမယ်ချစ်သူလေးဒါပေမဲ့လမ်းကွယ်ဖို့သာမင်းလေးမပြောပါနဲ့မြင်မြဝန်းရဲ့အကြည့်တွေထဲငါရင်ခုလုံးဆွဲငင်ယူသွားတယ်နေရာငါရဲ့အနတ်သမီးပါကျင်နာခြင်းတွေနဲ့ကိုမြဝန်းရဲ့အကြည့်တွေကိုချစ်သူလေးရဲ့မင်းလေးနာလဲစီငါရင်ထဲမှာမင်းကိုပဲချစ်လို့သွားမယ်သက်ဆုံးထပ်တီဝဲတံပိုးထားနေရင်နဲ့စာနာခြင်းတွေနဲ့ကိုရဲ့ချစ်တွေကိုမင်းလေးဘက်ကပြန်ပြီးတုံးပြန်ရင်ချိန်နေပြီမြင်မြဝန်းနဲ့မုံများရောမစိုးထိန်မိတယ်ပြုံးရွှင်နေတဲ့မင်းရဲ့မျက်နှာချိန်တိုင်းမြင်ချင်တာနင်ကြည်နေဖို့ပမ်စုပိစချနေမယ်ချစ်သူလေးဒါပေမဲ့လမ်းကွယ်ဖို့သာမင်းလေးမပြောပါနဲ့မြင်မြဝန်းနဲ့မုံများရောမဆုံးထိန်မိတယ်ပြုံးရွှင်နေတဲ့မိရဲ့မျက်နှာချိန်တိုင်းမြင်ချင်တာနင်ကြည်နေဖို့ပမ်စုပိစချနေမယ်ချစ်သူလေးဒါပေမဲ့လမ်းကွယ်ဖို့သာမင်းလေးမပြောပါနဲ့လမ်းကွယ်ဖို့သာမင်းမတော်မတောင်းဆိုနဲ့ကျေးဇူးပါ